ကိုကလေးနဲ့တူတူနေရင်းနဲ့ကိုပိုင်ဝင်ငွေရှာခြင်းနဲ့အိမ်ကနေတဆင်လာတိုင်းမှာတောင်းချီတဲ့ဝင်ငွေတွေရှာခြင်းနဲ့အကျွေးကင်းရှင်တဲ့ဘဝတွေနေခြင်းနဲ့ကိုအိမ်မက်တဲ့အတိုင်းနေခြင်းနဲ့ကိုရဲ့အနာဂတ်မှာအကောင်းဆုံးတက်ပြင်ဆင်ထားခြင်းနဲ့ဆိုတော့မိတ်ဆွေတွေရှိမှဆိုရင်ဒီနေ့ကနေပြီးတော့ဖိတ်ခေါ်ပေးလိုက်ပါတယ်ကျမနာမည်ကတော့မင်းမအောင်လို့ခေါ်ပါတယ်အခုခေတ်က digital ခေတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့တွေလူချင်းတဲ့ဘဝနဲ့နေချင်းတဲ့ပုံစံကိုတပြိုင်နက်တည်းလောက်ကင်ခွင့်ရတာဖြစ်တယ်ကျမအမေဆိုအမြဲတမ်းပြောခဲ့ဘူးတဲ့နင်တို့ကိုငါသူများနဲ့အတူတူမထားခဲ့ချင်လို့ငါအပြင်ထွက်အလုံးမလုပ်ဘူးဆိုတဲ့စကားလေးကလေအခုချိန်ထိတိုင်မှကျမရဲ့နှလုံးသားထဲမှာဆွဲနေတာဖြစ်တယ်ကျမကိုယ်တိုင်လည်းခလေးရှိလာမှအရန်ကိုစိုးရိမ်ခဲ့တဲ့သူဖြစ်တယ်ခလေးရှိလာရင်အလုံးမလုပ်ရတော့ဘူးအိမ်မှာပဲနေလိုက်ရတော့မယ်အရာကလေကျမတို့အကြောက်ဆုံးအရာဖြစ်တယ်ကိုရောက်တာကျမတို့မိသားစုမှာပထမအဆုံးတစ်ယောက်ဖြစ်တဲ့အခါမှာကျမကပြန်ပြီးတော့မိသားစုကိုပြန်ထောက်ပံ့ပေးခြင်းတဲ့ကိုမိဘတွေကိုပြန်ပြီးတော့ပေးခြင်းတဲ့တခြားလူကျင်တာတွေပြီးရင်ကိုယ့်ရဲ့အနာဂတ်တွေလည်းအများကြီးရှိတဲ့အခါမှာကျမကလေခလေးမယူဘဲနဲ့အလုပ်လုပ်မယ်လို့ပဲဆုံးဖြတ်ချက်ချခဲ့USA ကကျမအတွက်ကတော့အရာအားလုံးကျမလူကျင်တဲ့လောက်ပေးခြင်းတဲ့လောက်ကမ်းခြင်းတဲ့လောက်ကျမကအေးစစ်လုပ်နိုင်မယ်ဆိုပြီးတော့ကျမကထင်ခဲ့တယ်တကယ်ရောက်တဲ့ချိန်မှာကျမရဲ့အမျိုးသားကကျမကိုmarriage visa နဲ့ခေါ်ခဲ့တာဖြစ်တယ်တက်စီကိုရောက်လာတယ်ကျမထင်ထားတဲ့အရာနဲ့ဒီမှာတကယ်လက်တွေ့နေကြကြတော့ဘာမှမတူဘူးတခြားစီပဲ3လလောက်အိမ်မှာနေရတယ်ကျမအလုပ်လုပ်ချင်လို့အမေကိုဆူတောင်းခိုင်းခဲ့တယ်မြုပ်ကိုသွားပြီးတော့လုပ်ခွင့်ရခဲ့တယ်လုပ်နေရင်နဲ့ဘာကိုစဉ်းစားမိလာလဲဆိုရင်ကျမတခါမှမတွေ့ဘူးတဲ့သူတွေတခါမှမနေဘူးတဲ့နိုင်ငံဘာသာစကားယဉ်ကျေးမှုတွေမတူတဲ့အခါမှာကျမတို့အဆင်မပြေဘူးဒါပေမဲ့ကျမစူးစမ်းပြီးတော့လုပ်တယ်အဲ့ဒီချိန်မှာပဲတစ်ဖက်မှာအဲ့လောက်လူနိုင်လားအဲ့လောက်ပြီးနိုင်လားကျမလိုချင်တဲ့ဘဝကြီးကိုရပြီလားဆိုတော့လေအလုပ်ထဲမှာပဲပိတ်မိနေတယ်အဲ့တော့ကျမအတွက်တခြားများကိုပိုင်လုပ်ငန်းလေးများလုပ်လို့ရမလားအိမ်ကနေလုပ်လို့ရမယ့်အရာလေးများရှိမလားဆိုပြီးတော့ကျမဆိုစဉ်းစားကိုကျမဆူတောင်းရင်းနဲ့တွေးရှိခဲ့တယ်ကျမဒီစီးပွားရေးကိုစတင်ဖို့အတွက်စဉ်းစားတယ်လေ့လာတယ်ကျမကိုယ်တိုင်က US ကိုရောက်တာအဲ့ဒီချိန်ကပေါ့နော်မကြသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုအချိန်ယူလေ့လာရတယ်ပြီးတဲ့ခါမှာဆုံးဖြတ်ချက်ချခဲ့တဲ့ action တွေယူခဲ့တယ်အခုဆိုရင်ကျမကစီးပွားရေးပိုင်ရှင်တစ်ယောက်ဖြစ်နေပြီဒီစီးပွားရေးကိုရောက်လာပြီးတဲ့နောက်ပိုင်းမှာကျမတို့အိမ်မက်တွေကပြန်ပြီးတော့အလင်းရောင်ထွက်လာတယ်ကျမလူချင်းတဲ့မျော်လင့်ချက်တွေကျမပေးခြင်းတဲ့အရာတွေကျမလူချင်းတဲ့အရာတွေကိုကျမလှူနိုင်လာတယ်အခုဆိုရင်ကျမမြန်မာနိုင်ငံမှာကျန်းစာကြောင်းတက်နေတဲ့ညီမလေးကိုလည်းလှူခွင့်တခြားကျမလှူခြင်းတဲ့အရာတွေဆယ်ဖို့တဖို့တော့လည်းကောင်းမျိုးစိတ်တွေတော့လည်းကောင်းလှူဒန်းခွင့်ရတဲ့အပြင်ကျမကိုယ်တိုင်လည်းနေရတာကအတိတ်ပဲရှိတဲ့သူတစ်ယောက်ဖြစ်လာတယ်အခုခလေးမယူရဲတဲ့သူကခလေးနောက်ထပ်ယူဖို့တွေလည်းစဉ်းစားလာတယ်အိမ်မှာပဲခလေးနဲ့တူတူတဲ့နေရင်ထချက်ပြုတ်ရင်းနဲ့ကလေးကိုလည်းကိုယ်တိုင်ကကြည့်ရှုရင်းနဲ့ဖားတွေသွားပို့ပေးရင်သူလှုပ်ချင်တာလေးတွေကိုလှုပ်ပေးရင်းနဲ့နေ့တိုင်းမှာကျမကရဲ့ training ကနေတဆင်လေ့လာတင်ယူမှုတွေကိုလုပ်ရင်းနဲ့ခုဆိုလို့ရှိရင်ကျမကနေတဆင့်ပြန်လဲပြီးတော့ကူညီပေးတဲ့သူတွေလည်းမြောက်များစွာရှိနေပြီဖြစ်တယ်ကျမကိုယ်တိုင်လည်း mindset ပိုင်းတွေတိုးတက်လာတယ်ဝိညာဉ်ရပိုင်းတွေတိုးတက်လာတဲ့အပြင်အင်္ဂလိပ်စာတွေကွန်ပျူတာတွေဒီ technology skill တွေကအစပြန်ပြီးတော့တိုးတက်မတိမတက်တော့တဲ့အရာကိုကြောက်နေတဲ့သူမဟုတ်တော့ဘဲနဲ့စူးစမ်းရမယ်ကျမတို့စူးစမ်းရင်ဖြစ်နိုင်တယ်ဆိုတဲ့သူမျိုးတွေဖြစ်တယ်ပြီးတော့ရှင်ကိုယ့်ရဲ့ကလေးကိုပြန်လဲတင် जा ပေးတဲ့အခါမှာလဲပိုးပြီးတော့ကောင်းလာတဲ့အရာကဘာလဲဆိုရင်ကိုယ့်ရဲ့ကလေးကိုအားပေးတဲ့စိတ်ဓာတ်တွေကိုယ့်ရဲ့ကလေးကိုစိတ်တဲ့ပိုတော်တဲ့သူတယောက်ဖြစ်အောင်လို့ IQ တွေကောင်းတဲ့သူတယောက်ဖြစ်အောင်လို့ပြန်ပြီးတော့သင်ယူလာနိုင်တဲ့သူတယောက်ဖြစ်လာခဲ့တယ်အခုဆိုလို့ရှိရင်ကျမရဲ့အနာဂတ်အိမ်မက်တွေကိုမျော်လင့်နေတာကအရန်ကိုပျော်ရွှင်မှုကောင်းတယ်အနာဂတ်မှာသမီးလေး University တက်တဲ့ချိန်မှာမပူမပင်မဲ့ထားနိုင်ကျမတို့ဇနီးမောင်နဲ့2ယောက်လည်းပဲAACC စောစီစီနဲ့ပင်စင်ယူနိုင်တဲ့အခွင့်အရေးကိုရတော့မှာဖြစ်တယ်ပြီးရင်အမျိုးသမီးအိမ်နေမိခင်တယောက်မိဖို့ချောင်းမှာနေတဲ့အမျိုးသမီးဖြစ်ပေမဲ့နိုင်ငံတကာစင်မြင့်မှာစုတက်ယူနိုင်တဲ့အခွင့်အရေးကိုလည်းရရှိတော့မှာဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေတို့ကျမတို့အိမ်မှာနေတဲ့အမျိုးသမီးတွေဆိုတာကတန်ဖိုးမရှိတဲ့သူတွေစိတ်ဓာတ်တွေကျနေရမယ့်သူတွေတူဝေနေရမယ့်သူတွေမဟုတ်ပါဘူးစူးစမ်းလို့ရတယ်စူးစမ်းတယ်ဆိုလို့ねကျန်းစာထဲမှာပြောထားတယ်စူးစမ်း၍လှုပ်ဆောင်လေရာ၌အကျိုးရှိ၏လို့ပြောထားတဲ့အတိုင်းပဲကျမတို့စူးစမ်းလှုပ်ဆောင်ပြီးတော့ကိုလိုချင်တဲ့အိမ်မက်အနာဂတ်ပေးချင်တာလူချင်တာကိုယ့်ရဲ့ဘဝကိုအကောင်းဆုံးပုံဖော်ကြရအောင်လို့ဒီနေ့ကနေဖိတ်ခေါ်ပေးချင်ပါတယ် thank you ပါကျမစီးပွားရေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ website ကနေတဆင့်အသေးစိတ်ကိုဝင်ရောက်လေ့လာပေးရမှာဖြစ်ပါတယ် thank you ပါ Bye bye.